မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ AI လောကမှာဖြစ်သွားတဲ့ကြီးမားတဲ့ခုံပြန်ကျော်လွှားမှုထုံးကြောင်ပြပြချင်ပါတယ်ကျွန်တော်တို့ကဘာကြီးကိုတိတ်တဆိတ်ပြောင်းလဲပြနေတဲ့စက်တွေဘလို့တွေးခေါ်တယ်ဘလို့ဖန်တီးတဲ့ဆိုတာကိုအခြေခံကြပြန်ပုံဖော်နေတဲ့နီးပညာတော်လှန်ရေးတစ်ခုပေါ့အဲ့ဒါကတော့ generative AI ပါပဲကဲဒီ OSIA ကောင်းတဲ့နယ်ပယ်တွေကိုအတူတူဝင်ကြည့်လိုက်ကြရအောင် AI တွေဘယ်လောက်တောင်တော်လာပြီလဲဆိုတော့ကိုတကယ်နားလည်ဖို့အကောင့်ဖုန်းနီးလန်တစ်ခုရှိပါတယ်အဲ့ဒါကတော့သူ့ရဲ့ဖန်တီးနိုင်စွမ်းကိုစမ်းကြည့်တာပါပဲဥပမာ limerick လို့ခေါ်တဲ့ရေစရာငါးချောင်းကပြလေးတစ်ပုဒ်ရေးခန်းကြည့်မယ်ဆိုရင်တော့ဒါကသူ့ရဲ့ဘာသာစကားကျွမ်းကျင်မှုနဲ့ပါဏတ်မှုကိုစမ်းသပ်ဖို့အတွက်ပြုစရာကောင်းတဲ့နီးလန်တစ်ခုပါပဲကဲဒီနေရာမှာမင်းခွန်းတစ်ခုမေးကြည့်ချင်ပါလေလွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်က AI တစ်ခုကိုဒီလိုကြပြလေးရေးခိုင်းရင်ဘယ်လောက်ကောင်းကောင်းရေးနိုင်မယ်လို့ထင်ပါတယ်လေဟုတ်ပြီအဖြေကတော့အဲ့ဒီအချိန်ကအစ်စ်မင်းဆုံး AI တွေအတွက်တော့ဒါကတော်တော်လေးကိုခက်ခဲတဲ့စင်ခေါ်မှုတစ်ခုဖြစ်ခဲ့ပါတယ်ဒါက2021ခုနှစ်က GPT-3 ဆိုတဲ့ AI တစ်ခုရဲ့စ조사အားထုတ်မှုပါအားနည်းချက်တွေကိုတစ်ချက်ကြည့်လိုက်အောင် Marvel နဲ့ Malfunction ဆိုတဲ့စကားလုံးတွေကကာယမညစ်ဘူးစီးချက်ဝါချက်လည်းလုံးဝကိုပြောင်းနေတယ်ပြီးတော့ limerick ကဗျာတပုတ်ရဲ့ပြောစရာကောင်းတဲ့ခန်းစားချက်မျိုးလည်းလုံးဝမရဘူးပြောရမယ်ဆိုရင်ဒါကကဗျာတပုတ်နဲ့မတူပဲစကားလုံးတွေစီထားတဲ့ science တစ်ခုလို့ပြင်နေတယ်ကဲအခု GPT-4 လို့ခစ်တဲ့ AI ရဲ့စ조사မှုကိုကြီးလိုက်ကြရအောင် witty နဲ့ pretty ကာရန်ကိုက်နေတာကိုတတိထားကြည့်ပါစီးချက်ကလေးမှန်တယ်ဒါပေမဲ့အမိုက်ဆုံးကတော့နောက်ဆုံးစားကြောက်မှာ composite titi လို့ပြောပြီးသူကိုယ်တိုင်ဒီကဗျာကိုရေးနေမှန်းသိတယ်ကိုတုံးတနိုင်ဆောင်ကိုပြသွားတာပါပဲအရင်တကူနဲ့ရင်ဒါတကယ်ကိုကြီးမားတဲ့ခုံပြန်ကျော်လာမှုတစ်ခုလို့ပြောရမှာပါဆိုတော့ဒီလိုမယုံနိုင်စရာတိုးတက်မှုကဘဲကနေဘလို့ရောက်လာတာလဲအဲ့ဒါကိုနားလည်ဖို့အတွက်အချိန်ဆက်နဲ့ခဏလောက်နောက်ပြန်သွားပြီး2010ခုနှစ်တုန်းက AI လောကကိုလွှမ်းမိုးခဲ့တဲ့နည်းပြအကြောင်းပြန်ကြည့်ကြအောင်အဲ့ဒီခေတ်က AI တွေကအစွမ်းထစ်ပေမဲ့ကျွန်တော်တို့မျက်စိရှင်းမှာတိတ်မမြင်ခဲ့ရပါဘူးသူတို့ကနောက်ကွယ်ကနေအလုပ်လုပ်ခဲ့တာပါအဲ့ဒီခေတ်က AI တွေကို predictive AI လို့ခေါ်ပါတယ်နာမည်အတိုင်းပဲသူတို့ရဲ့အဓိကအလုပ်ကအချက်လက်တွေကိုခွဲခြမ်းစိတ်ဖြာပြီးအနာဂတ်မှာဘာဖြစ်မလဲဆိုတာကိုကြိုတင်ခန့်မှန်းတာပါဒါဆိုရင်ဒီနေ့ခေတ် generative AI ကတော့ဘာတွေလုပ်နိုင်ပါလဲအဲ့ဒါကိုပဲဆက်ပြီးအပြေရှာတော့ကြမှာပါဒီ predictive AI တွေက data တွေထဲကပုံစံတွေကိုရှာဖွေတဲ့နေရာမှာတော့တကယ်ကိုထူးချွန်ပါတယ်ဒါပေမဲ့သူတို့မှာအကြီးမားဆုံးအားနည်းချက်တစ်ခုရှိတယ်အဲ့ဒါကစကလုံးတွေရဲ့တကယ်အဓိပ္ပာယ်ကိုနားမလည်တာပါပဲဥပမာဒီနေ့ရာတီတုဘယ်လိုလဲလို့မေးရင်အဖြေပေးနိုင်တယ်ဒါပေမဲ့ဒီနေ့ရာတီတုကကြပြဆန်လိုက်တာလို့ပြောလိုက်ရင်အဲ့ဒီတကခန်းစားချက်ကိုသူတို့နားလည်နိုင်မှာမဟုတ်ပါဘူးအဲ့ဒါကပဲသူတို့ရဲ့အဓိကကန့်သက်ချက်ဖြစ်ခဲ့ပါတယ်ဒါပေမဲ့2019ခုနှစ်မှာတော့အရာအလုံးကိုပြောင်းလဲပစ်ခဲ့တဲ့သူတေသနာစာတမ်းတစ်ဆောင်ထပ်ပေါ်လာခဲ့ပါတယ်အဲ့ဒီစာတမ်းက AI နဲ့အတွက်လူသားတဲ့လူဘာသာစကားကိုနားလည်နိုင်ဖို့တောချက်ကိုဖွင့်ပေးလိုက်တယ်လို့ပါပဲဒီလိုစဉ်းစားကြည့်လို့ရပါတယ်လူတစ်ယောက်စာတစ်ကြောင်းဖတ်တဲ့အခါဦးနောက်ကအလိုလျောက်အရေးကြီးဆုံးစကားလုံးတွေကိုအာရုံစိုက်ပြီးကြံတဲ့စကားလုံးတွေကိုတော့တိတ်အာရုံမစိုက်ဘူးလေအဲ့ဒီ attention mechanism ဆိုတာက AI ကိုအဲ့ဒီလိုလုံနိုင်အောင်သင်ပေးလိုက်တာပါပဲဒါကဝါကြလက်ကြောင်းရဲ့တကယ်အနှစ်သာရကိုနားလည်ဖို့တောက်ချက်ဖြစ်သွားခဲ့တယ်ဆိုတော့အဲ့ဒီနီးပညာကြောင့် AI ဟာစကားလုံးတွေကိုတလုံးချင်းစီအစင်လိုက်ဖတ်ယုံတတ်မဟုတ်တော့ဘူးဝါကြတစ်ကြောင်းလုံးမှာဘယ်စကားလုံးကအဓိကဇက်ဆောင်လဲဘယ်စကားလုံးကဇက်ဖို့ဇက်ရန်လဲဆိုတာကိုခွဲခြားသိမြင်လာနိုင်ခဲ့ပါပဲဒါဟာတကယ့်ကိုတော်လန်တဲ့ပြောင်းလဲမှုကြီးတစ်ခုပါပဲဟုတ်ပြီအခုခေတ်သစ် large language model LLM တွေကိုဘယ်လိုလေ့ကျင့်ပေးကြသလဲဒီလုပ်ငန်းစဉ်ကတကယ်တော့အရန်ကိုရှုပ်ထွေးပါတယ်ဒါပေမဲ့လူတိုင်းနားလည်လွယ်အောင်ဥပမာလေးတစ်ခုနဲ့ရှင်းပြကြည့်အောင်စာပုံမိုးအဖက်တင်တယောက်ကိုလေ့ကျင့်ပေးနေတယ်လို့ပဲစိတ်ကူးကြည့်လိုက်ပါကဲအဆင့်တစ်ကတော့ထက်နီပြုံနီအားလုံးကိုဖတ်ခိုင်းတာပါ AI က internet ပေါ်ကစာတွေစာအုပ်တွေအကုန်လုံးကိုဖတ်ပါတယ်အဲ့ဒီတော့အဆင့်နှစ်မှာတော့ဘယ်ပါဝင်ပစ္စည်းတွေဆိုလိုတာကဘယ်စကားလုံးတွေကအတူတူလိုက်ဖက်တယ်လေဆိုတာကိုသင်ယူပါတယ်အဲ့ဒီကနေ ways လို့ခေါ်တဲ့ဆက်သွယ်မှုပေါင်းပြေးလျက်နဲ့ခြေပြီးတည်ဆောက်လိုက်တယ်အရေးကြီးဆုံးကအဆင့်3မှာလူသားတွေကသူချက်တဲ့ဟင်းဖွယ်တွေမန်ဂျေ AI ပေးတဲ့အဖြေတွေကိုမီဇန်ပြီးကောင်းလားမကောင်းလားအကြံပြုချက်တီပြန်ပေးပါတယ်ဒီလိုနဲ့သူ့ရဲ့အရေးချင်းကိုတဖြည်းဖြည်းညှိယူသွားတာပါဒါပေမဲ့ဒီနေရာမှာတိထားမဲ့အရင်ကြီးတဲ့ချက်တစ်ခုရှိပါတယ်အဲ့ဒါကတော့ဒီလိုလေ့ကျင့်ရေးလုပ်ငန်းစဉ်တွေအတွက်အလုံးကြီးမားတဲ့ကုန်ကြခြင်းနဲ့အရင်မြတ်တီလိုအပ်တယ်ဆိုတာပါပဲဒေါ်လာတန်100ကျော်တယ်ဆိုတာ Hollywood blockbuster ရုပ်ရှင်တကားရဲ့ကုန်ကြခြင်းနဲ့တောင်ညီမျှနေတာပါအဲဒါကြောင့်ပဲဒီလိုအစင်းမြင့်နည်းပညာဟာလက်ရှိမှာတော့ company ကြီးနာမည်လက်ချင်းမှာပဲရှိနေတာပါကဲအခုစိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းကိုရောက်လာပါပြီဒီလိုထူးခြားတဲ့လေ့ကျင့်ရေးနည်းလမ်းကပေါ်ထွက်လာတဲ့ဉာဏ်ကြီးဟာကျွန်တော်တို့လူသားတွေနဲ့ဘလို့မှမတူတဲ့ထူးခြားဆန်းပြတဲ့စိတ်တစ်မျိုးဖြစ်နေပါတယ်
ထူးဆန်းတဲ့စိတ်ရဲ့အောစဲကောင်းတဲ့အားသာချက်တွေအားနည်းချက်တွေကိုမြင်သာအောင်ပဟေလီလေးတစ်ခုမေးကြည့်ချင်ပါတယ်ဒီလောဆောင်ချက်တစ်ခုတည်းကဘဲဟာကကဘာအဆင့်အမြင့်ဆုံး AI တစ်ခုအတွက်ပို့ပြီးခက်ခဲမယ်လို့ထင်ပါတယ်လေ ကဲကြည့်လိုက်ပါဘေးဘက်မှာတော့ clay တွေတောင်ကစားတတ်တဲ့ tic-tac-toe game လေးတစ်ခုပါညာဘက်မှာကျတော့ tic-tac-toe ကိုပဲကွန်ပျူတာနဲ့ကစားလို့ရတဲ့ website တစ်ခုလုံးကို JavaScript နဲ့ကိုယ်အစအဆုံးရေးခိုင်းတာဘယ်ဟာက AI အတွက်ပိုခက်မလဲခဏတော့စဉ်းစားကြည့်ကြပါအဖြေကတော့တော်တော်လေးကိုအံ့ဩစရာကောင်းပါတယ် AI ဟာရှုပ်ထွေးတဲ့ code ကိုအပြစ်အနာအဆမရှိရေးနိုင်ခဲ့တယ်ဒါပေမဲ့ရိုးရှင်းတဲ့ tic-tac-toe game မှာတော့စီးညစ်နဲ့မညီတဲ့အကွက်ကိုရွှေ့ဖို့အကြံပြုခဲ့ပါတယ်ဒါကဘာကိုပြနေလဲဆိုတော့ AI ဟာကျွန်တော်တို့လိုနားလည်ပြီးကစားနေတာမဟုတ်ဘူးသူထင်ယူခဲ့တဲ့ data အများကြီးထဲကပုံစံတစ်ခုကိုပဲပြန်ထုတ်ပြနေတာပါအဲဒါကြောင့်သူ့ရဲ့ကြိုးကြောင်းစင်ကျင်ပုံကကျွန်တော်တို့အတွက်ထူးခြားစမ်းပြနေတာဖြစ်ပါတယ် ဒီတော့နီးကုံချုပ်အနေနဲ့ပြောရရင်ကျွန်တော်တို့ဟာလူသားတွေရဲ့ဉာဏ်ရည်နဲ့လုံးဝမတူတဲ့ဉာဏ်ရည်အသက်ချမျိုးကိုထီးထွင်လိုက်မိပါပြီဒါကလူသားမျိုးနွယ်အတွက်အင်မတန်နက်နဲပြီးကြီးမားတဲ့စိန်ခေါ်မှုတစ်ခုကိုယူဆောင်လာခဲ့တာပါပဲ ဒီတင်ပြမှုကိုစဉ်းစားစရာမေးခွန်းလေးတစ်ခုနဲ့အဆုံးသတ်ချင်ပါတယ်ကျွန်တော်တို့ဟာလူသားတွေနဲ့မတူတဲ့စိတ်တစ်မျိုးကိုတီထွင်ခဲ့ပြီးဒါပေမဲ့အဲ့ဒီထူးခြားဆန်းပြတဲ့စိတ်ခါကျွန်တော်တို့အပေါ်မှာအန်ဒီယမပေးပဲဖော်ရွေဖို့ကိုရောဘလို့တီးချအောင်လုပ်ကြမလဲဒီမေးခွန်းရဲ့အဖြေကပဲကျွန်တော်တို့အားလုံးရဲ့အနာဂတ်ကိုပုံဖော်သွားမှာဖြစ်ပါတယ်